ဖိုက်ရဲ့ကိုခံပညာနဲ့သူမရဲ့လက်အိတ်တွေသာပေါင်းဆက်လိုက်ရင်တော့ရိုးရိုးသားသားပြောရရင်သူမကိုထိတ်တိုက်ရင်ဆိုင်နိုင်တဲ့သူဟာတယောက်မှမရှိသလောက်ပါပဲဒီစနစ်ကိုတော့ Triface Disc လို့ခေါ်ပါတယ်လက်အိတ်ကိုတွန်းအားပေးညှိယူနေတဲ့အချိန်မှာလင်းခနဲ့လက်ခနဲ့ဖြစ်သွားတဲ့အနီးအပြားအစိမ့်အခြေခံရောင်3ရောင်ဟာအလှပြထားတာတသက်တင်မဟုတ်ပါဘူးအဲ့ဒါတွေက Triface Disc စနစ်အတွင်းကလမ်းကြောင်းထိန်းချုပ်မှုအရှိန်မြင့်တင်မှုစနစ်နဲ့တိုက်ခိုက်မှုအကောင့်ထဲဖော်မှုတွေနဲ့ချိတ်ဆက်နေတာပါဒီ disc ပြားတွေကိုလွတ်တင်လိုက်တာနဲ့ကျွန်တော်ရဲ့ဒီနေရာကိုစွမ်းအားပြည့်နဲ့ခြေရာခံလိုက်လံပစ်ခတ်မဲ့လေဆာတန်းတွေထွက်ပေါ်လာပါတယ်စွမ်းအင်မြင့် Triface Disc ပြားတစ်ခုဟာသူ့လမ်းကြောင်းမှာရှိသမျှအရာအလုံးကိုဖျက်တောက်ပစ်နိုင်စွမ်းရှိတယ်တတုအပြက်စီးတွေဖြစ်ဖြစ်အာကာသထဲမှာမျောပါနေတဲ့အမိုက်တရိုက်တွေဖြစ်ဖြစ်ပေါ့ဒါပေမဲ့အိုင်းဂျူဘာရဲ့ကပါပြူတိုးတက်ပြောင်းလဲမှုကိုခံလိုက်ရပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့လှုပ်ရှားနိုင်စွမ်းဟာတိတိတသာကိုမြန်ဆန်သွက်လက်လာခဲ့ပါတယ်ဒူမက Triface Disc ပြားအလုံးကိုတပြိုင်နက်တည်းလွတ်ထုတ်လိုက်တဲ့အခါမှာတော့အဲ့ဒီအာကာသအပြက်စီးတွေကြားထဲမှာကျွန်တော်ဟာတင်မင်းနဲ့လက်တလုံးချအခြေအနေမျိုးကိုရင်ဆိုင်ရင်းလေစာပစ်ခတ်မှုတွေကြားထဲကနေအသေးအတန်ရှောင်ကွင်းဖြတ်တန်းခဲ့ရပါတယ် Disc ပြားတွေဟာကျွန်တော်စီကိုပိုပြီးနီးကပ်လာကထောင်းပိတ်မိအောင်ညှက်ပိတ်တိုက်ခိုက်လာပါတော့တယ်အဲ့ဒီအချိန်မှာဖိုက်ရဲ့လက်ဟန်ချီဟန်တွေဟာဒေါက်တာ Strange မနမန်းမှုနေတဲ့အတိုင်းပါပဲသူမရဲ့လက်ချောင်းလေးတွေလှုပ်ရှားလိုက်တာနဲ့ Triface Disc ပြားတွေဟာချက်ချင်းတုတ်ပြန်လာကြပါတယ်ရင်းတို့ဟာဟင်းလင်းပြင်ထဲမှာစဝိုင်းပုံစံအကွေးဆန်တွေမျက်နှာပြင်ပြားတွေကနေကွေးနှုတ်ခောက်ချိုးကျပြန့်သွားပြီးနှစ်ဖက်မြင်ပြင်ကြီးနဲ့ဒီကနေသုံးဖက်မြင်3ဒီပုံစံအဖြစ်အသွင်ပြောင်းလဲသွားပါတယ်လေဆာရန်တွေဟာတစ်ခုနဲ့တစ်ခုဖြတ်တန်းမြင်းကြောင်းတွေထပ်တူကျသွားပြီးကြီးမားတဲ့လေဆာကွန်ရက်ကြဤတစ်ခုအာကာသထဲမှာဖြစ်တည်လာပါတော့တယ်စီးဆင်းမှုထင်းချုပ်ရဲ့ခန်းထဲမှာကျွန်တော်ဟာလွတ်မြောက်ရာလမ်းစကိုအသေးအတန်ရှာဖွေနေခဲ့ပါတယ်စိတ်ထဲမှာတော့မရေမတွက်နိုင်တဲ့နေလန်းတွေတစ်ခုပြီးတစ်ခုပြပြသွားခဲ့ရပြီးနောက်ဆုံးတော့ dynamic တွက်ချက်မှုတစ်ခုကိုအပြီးသက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ကျွန်တော်မျက်စိရှေ့မှာဖြတ်ခနဲပေါ်လာတဲ့ညီမျှချင်းတွေဟာအလားကားပေါ်လာတာမဟုတ်ပါဘူးရှေ့ဆက်ဖြစ်လာမယ့်အခြေအနေတွေကိုစင်ဆက်မပြတ်ကြိုတင်တွက်ချက်ခြင်းအပြင်လေဆာကွန်ရက်ကြားထဲကအပေါက်ကွဲမတက်သေးငယ်တဲ့လမ်းကြောင်းကိုရှာဖွေတွေ့ရှိသွားပြီးတိတိကျကျနဲ့ဖြတ်တန်းလွတ်မြောက်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲအမှန်တရားကိုကျွန်တော်မြင်လိုက်ရပါတော့တယ်ဒါဟာကျွန်တော်ကိုတတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူးထောင်ချောက်တစ်ခုပဲကျွန်တော်လေးစာကွန်ရက်ကိုဖောက်ထွက်လိုက်တဲ့ချက်ချင်းဆိုသလိုပဲ Triface Disc ပြားတစ်ခုဟာကျွန်တော်စီကိုချက်ခနဲလာပိတ်ပြီးရင်းမှာတက်ဆင်ထားတဲ့အတန်လိုင်းနှိပ်ကွက်ရေးစနစ်ဟာချက်ချင်းအလုပ်လုပ်သွားပါတယ်အတန်လိုင်းနှုံခါမှုတွေကကျွန်တော်ခန္ဓာကိုယ်ကိုလှုပ်ရှားမရအောင်ချုံနှောင်လိုက်ပြီးလေထဲမှာတန်လန်းကြီးဖြစ်သွားစေပါတယ်ကျွန်တော်တွန်းဆုတ်မနေပဲချက်ချင်းတုတ်ပြန်လိုက်ပါတယ်ကျွန်တော်ရဲ့အမီးနဲ့ဝေယံပြီး disc ပြားတစ်ခုကိုရိုက်ခွဲလိုက်တဲ့အတွက်အနီးနားကစစ်တင်မောပြက်ကြီးရဲ့ကိုလွှင့်စင်ကျသွားခဲ့ပါတယ်ကျွန်တော်နောက်ကိုထက်ချက်မကွာလိုက်လာတဲ့ Triface Disc ပြားတွေဟာတင်မောတဲ့အထိလိုက်ဝင်လာပြီးတင်မောရဲ့ဖိအားမြင့်တွန်းကန်စွမ်းအင်သုံးလောင်စာတွေကိုမိရှို့ပစ်လိုက်ပါတယ်အဲ့ဒီပေါက်ကဲမှုကြီးဟာတင်မောပြက်ကြီးတစ်ခုလုံးကိုအပိုင်းပိုင်းအဆက်ဆက်ဖြစ်သွားစေခဲ့ပါတယ်စူပူတောင်းကျမ်းမှုနဲ့မိတောင်မိရှံတွေကြောင့်အားထဲမှာကျွန်တော်ဟာပောက်ကွဲမှုရဲ့ရိုက်ခတ်မှုလိုင်းကြောင့်ရှေ့ကိုလွင့်ထွက်သွားခဲ့ပါတယ်ပြီးတော့ဖိုက်ရဲ့ရှေ့တက်ကိုအရှိန်နဲ့ကျဆင်းသွားခဲ့ပါတယ်ကျွန်တော်တစ်စက္ကန့်မြပင်ဇဝေးဇဝါမဖြစ်နေတော့ပါဘူးကိုမှရှိသမျှအားအင်ကုန်ထုတ်ပြီးနောက်ဆုံးလက်သီးတစ်ချက်ကိုပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပါတော့တယ်